လူနိုင်နေဆိုတာဟာတာမန်အပြည့်လူနိုင်ရတာမဟုတ်ဘူးနော်လူကျင်တဲ့စိတ်ကလည်းရှိဖို့လိုသေးတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုတစ်ခုလူတန်းမှုဆိုတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်ဖို့ရအတွက်အကြောင်း၃ပါးစုံစည်းမှုရှိဖို့လိုအပ်တယ်ပေါ့အကြောင်း၃ပါးဆိုတာလူစရာပစ္စည်းကလည်းရှိတယ်အလူကံပုဂ္ဂိုလ်ကလည်းရှိတယ်လှူခြင်းနဲ့တရားကလည်းရှိတယ်အဲသုံးမှုဆုံးမှဖြစ်တယ်အခုလိုတရားလာနာတယ်ဆိုတာလည်းပဲတူတူပဲနော်တရားပွဲကလည်းရှိတယ်တရားနာဖို့အခြေအနေကလည်းပေးတယ်နာကျင်တဲ့စိတ်ကလည်းရှိတယ်ဆိုဟောတမန်အားဖြင့်နာပြတာမဟုတ်ဘူးတရားဆိုတာလေကုသိုလ်ကောင်းမှုဆိုတာလည်းတို့တူပဲအကြောင်းပေါင်းစုံမှဖြစ်တာအကြောင်းတစ်ခုတည်းမဖြစ်ဘူးတရားတော့နာကျင်ပါရဲ့တရားပွဲမရှိဘူးနာလို့မရဘူးဟောတရားတော့နာကျင်ပါရဲ့တရားပွဲလည်းရှိတယ်မအားလပ်ဘူးမနာနိုင်ဘူးတရားပွဲလည်းရှိတယ်ဒီအချိန်လည်းရှိတယ်နာကျင်စိတ်မရှိဘူးဆိုရင်မနာပြစ်ပြဟောအဲ့ဒီလိုအဟန္တာဖြစ်မဲ့အကြောင်းတရားတွေကိုယ်မှမရှိပဲနဲ့အကျိုးပြုတဲ့အကြောင်း၃ရပ်ကပေါင်းစပ်လာလို့ခုချိန်မှာတရားနာရတယ်ဆိုတဲ့အကျိုးတစ်ခုဖြစ်ပေါ်လာဒါနဲ့တဲ့အခွင့်အရေးမဟုတ်ဘူးတမန်မတွက်နဲ့ထို့တူပဲကိုယ်လက်ထဲမှာကိုယ်မှာလှူစရာလည်းရှိတယ်အလူကပုဂ္ဂိုလ်ကလည်းရှိတယ်လှူခြင်းနဲ့တရားကလည်းရှိတယ်ဆိုဒီ၃ရပ်ပေါင်းစပ်လိုက်တဲ့အခါလှူဒန်းမှုဆိုတာဖြစ်သွားတယ်အဲ့ဒီ၃ရပ်ပေါင်းစပ်လို့လှူဒန်းမှုဆိုတဲ့ဖြစ်သွားတာနဲ့တပြိုင်နက်ကိုယ့်ရင်နဲ့နှလုံးထဲမှာကုသိုလ်တရားဟာကိန်းဝတ်ရောက်ရှိသွားတာဖြစ်တယ်ဥပမာနဲ့တူတော့ဆိုရင်ကုသိုလ်တရားရင်နဲ့ရောက်သွားတာဟာသစ်ပင်တစ်ပင်ကအသီးသီးတာနဲ့အလားတရံတူတယ်အသီးသီးလို့ရှိရင်အဲ့ဒီအသီးထဲမှာအစိထဲမှာအပင်ထုတ်လုပ်နိုင်တဲ့တတ္တိဆိုတာပါလာနောက်တစ်ပင်ထုတ်လုပ်နိုင်တယ်တရေပင်ကတရေသီးလေးသီးလာတယ်သီးလာတဲ့အထဲမှာတရေစိတ်လေးပါလာတယ်အဲ့ဒီတရေစိတ်လေးကအပင်ကိုနောက်အပင်တစ်ခုဖြစ်ပေါ်စေနိုင်တဲ့စွမ်းရည်တတ္တိဒီတရေစိတ်တွေမှာပါလာတယ်မြေနဲ့ရေနဲ့အလင်းသင့်ပြီဆိုတဲ့အခါမှာသူဟာအပင်ကိုဖြစ်စေမှာထို့တူပဲဘုန်းကြီးတို့တွေရဲ့ရင်နဲ့နှလုံးထဲမှာဖြစ်တဲ့ကုသိုလ်တရားတွေဟာအသီးတွေကအစိတ်ပမာဘဝမှာအကျိုးပေးဖို့အခွင့်သာလာပြီဆိုလို့ရှိရင်သူကအကျိုးပေးမှာပဲဖြစ်တယ်ပျောက်ပြက်သွားမှာမဟုတ်ဘူးဒီစွမ်းရည်တတ္တိဟာကဘာပေါင်းများစွာကြာတော်လဲပဲမျိုးစေ့ဟာအပင်ပေါင်းနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒီလိုဆိုတယ်အဲ့တော့ကံမျိုးစေ့လေးတွေကိုယ်တဏ္ဍာထဲမှာကောင်းတဲ့ကုသိုလ်မျိုးစေ့တွေစီးပူအထောက်မိဖို့ဆိုတာအကျဉ်းတရားမှတစ်ချိန်လောက်သာဖြစ်တယ်မကောင်းတဲ့အကုသိုလ်မျိုးစေ့တွေကသာလေတရဝါတွေမှာများနေကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်စိတ်လေးတစ်ချိန်တစ်ခါဖြစ်လိုက်လို့ရှိရင်တရဝါတွေဟာအဆင့်မြင့်သွားပြီကောင်းကျိုးချမ်းသာမှာလူလာဖြစ်ကြတယ်ဆိုတာကုသိုလ်မျိုးစေ့အကျိုးပေးတဲ့အလှည့်ရရှိလာလို့သာဖြစ်တယ်ပေါ့အေးလူဖြစ်လာတဲ့အခါမှာကုသိုလ်ကံရဲ့အကျိုးပေးလို့လူဖြစ်လာတာကိုမေ့မျောနဲ့မကောင်းတဲ့အမှုတွေကိုသာလုပ်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်လာမယ့်ဘဝဟာကိုယ့်အတွက်ကောင်းနိုင်စရာအကြောင်းမရှိဘူး